တော့တင်းနေ အဲ့ကောင်အကျော်ညက်တာဘယ်လောက်ရှိပါလဲ 9လလောက်ရှိတယ် ဟုတ်လိုက်မကူဘူးလား ခုတော့ဆရာစုံပြီးတော့တော်ဝင်နေရောစောတော့ခွဲမဲ့ဆိုပြီးတော့ပါလဲဟိုဘိုးဒီနာစေကမ်းမှာပြင်စေကမ်းမှာဆရာဝန်ကတန်လိုက်တက်မှရိုက်ရမယ်ဆိုတော့ကျွန်တော်ကတန်လိုက်တက်မှရိုက်တော့မဟုတ်ဟိုကဆရာအောက်ကနေပြီးတော့ပါညာနေရဖြစ်တယ်ဆရာဝန်ပြောပြီးတော့ပြန်ဆင်းသွားအနှိမ့်တယ်နဲ့ရှောက်နေအင်းစိန်လည်းရောက်တယ်နှိမ့်တယ်3-4ခါရှိတယ်တန်ခုနေပါမနာ မနာဘူး နေဥပ္ပဒေလမ်းစီ အခုကျွန်တော်နှစ်ခါလဲဟုတ်တယ်နော်နှစ်ခါပဲကင်ပေးလိုက်တယ်အခုတော်တော်အဆင်ပြေသွားပြီမကြိုက်တော့ဘူး ခိုင်ညမခိုင်သူအဲ့ဇက်ကလေးအိယာထိုင်ကတော့ဒီဆရာဒီကတင်းလာ တင်လားအဲ့ဒါကျွန်တော်ဆေးဘူးလုံးဝမလိမ့်ရအောင်အဲ့ဒါကျွန်တော်ပြတဲ့လိန်စီလေးအဲ့တော့အေးအကျော်လဲရော့သိလားနောက်ကျွန်တော်ပြောဆိုလေ့ကျင့်ခိုင်းလို့နောက်ကျွန်တော်ဖုန်းမှာ Viber နံပါတ်ရှိတယ်မိုင်တယ်လေအဲ့နံပါတ်ကလေးနဲ့ကျွန်တော်ဆက်သွယ်ဘာလို့ဒလဟိုဘက်ကပျော်ဝေးလာဆိုဝေးတယ်လေနော်ဆိုဆက်သွယ်ပြီးတော့ဆရာကြီးတို့ရှိရကျွန်တော် ဒီဘုန်းတော်ဆရာဘုန်းတော်ပဲမို့လား ဟုတ်တယ်ဒါကဟိုကျွန်တော်တို့ကဟိုဟာလေတယ်ဒီနော်လေတက်ဒီနော်ဟိုကျွန်တော်ရေးပြလိုက်မယ် Viber ဖုန်းနံပါတ်နော်အဲ့လေးတော့လို့ဟိုနောက်တစ်ခုကဟိုဒီတမင်ကိုတွေကိုထိုင်ပြီးတော့ဒူးကောင်းလို့ကစားစိတ်လိမ်ကစားနောက်လှုပ်ချင်းကိုညောင်းအလုပ်လုပ်ချင်းခဏနေဦး လောကမလော နော်ခဏနေနော်ကောင်းတော့မှာပါဦးလက်တော်ကြီးလမ်းလျှောက်တော့အဆင်ပြေတော့ပါပြီငါကလာတော့ကားပါမှာလေတော်လုံးကြီးလဲနေကျွန်တော်ကလည်းအာနာဒီမိုင်းလူနာတွေများအကင်ပြီးတော့မလဲတော့နှောင်းလေးဆိုမလဲတော့ပါဘူးဒီနေ့မလဲတော့ပါဘူးအဆင်ပြေပါပြီ သူကကြိုက်တာဆရာဒီအောင်တင်းတာဒီကောင်နာတော့ခါအဲ့လိုကန်ဖြစ်ဒီကောင်ထလိုက်ချင်ဒီကောင်ကြိုက် အေးပေါ့ ဟိုညဘက်ဆိုရင်မကြိုက် မ တော့ ကြိုက်တော့ဘူးသူအကျော်အထိုင်ကြပါမကြိုက်တော့ဘူးလေအထိုင်မကြန့်ကြိုက်တာတော်လေတော်သေးတယ်ချော့မတောင်သွားတာချွတ်တောင်နေခြေသုံးနေလေတောင်သွားတယ်နိုင်အောင်လို့ ဆရာစုံတော့စီးဘူးလေးဆိုကျွန်တော်စီးဘူးတောက်ချင်တော့နေလူ မလို့အောင်ဆေးဘူးကအကျော်နဲ့ပတ်သက်လို့လုံးဝမလို့အောင်ယူနေပတ်ဆေးဘူးအယိုးတို့အစ်စ်တို့နဲ့ပတ်သက်လာပြီအစ်စ်နဲ့ပတ်သက်လာပြီဆိုရေခဲအုပ်နဲ့ဆေးအေးပဲလေအဲ့ဒါအပူတွေလုံးဝမလိမ့်နဲ့အရွတ်တွေတင်းကုန်အောင်လေ ကျွန်တော်တွေးပြစ်တယ်ဆိုတော့တွေးပြစ်တယ်ဒီကနေထိုးလာပြီကျွန်တော် အော် ရက်ဆရာ ဘယ်ရဆရာ ကျွန်တော်အရက်မှာဆရာရှိ အရက်ဆရာပေါ့အနှိမ့်တွေကကျွန်တော်၄ဦးရှိတော့ ဒီစိတ်ဆ ဟို ရာ ဟာတန်လိုက်တဲ့မှာဗမာရိုက်တာ ဆရာတော့မရဘူးရန်ကုန်ဆရာကိုခါရီပိုင်ခါပြီးဒီဘိုးလေးကောပါလေ အော် ဟာခါရီပိုင်ခါပြီးတညာအိတ်ပြေပြောသွားဓာတ်မှန်ရိုက်တယ်ဘယ်နဲ့ရောက်တော့တော့ဟိုကင်းကဘိုးကောင်းတယ်ဘိုးကနဲ့ပါညာ အော် တော့ဝင်နေပြန် ကလုတ်ပြန် အားကြီးအောက်မှာပတ်ချခဲ့ ပတ်ချလဲဟောတော့ ကျွန်တော်အမဒီရောက်လာတော့လမ်းညွှန်လာတယ်ဒါကြည့်ပါလားရောက်လာဆရာကြီး ကျွန်တော်မနေ့ကပဲကူးမှာအဲ့ဟာပဲလောက်တာအယိုးကျွတ်လာပြီးချင်းအကျော်ညက်ပါညာခွဲရမယ်ဆိုတော့ခွဲအောင်ကျွန်တော်လုပ်ပြီးဟိုတယောက်တည်းဆိုတတ်နိုင်တော့ကိုလည်းနည်းနည်းလေးဟိုဝိတ်တွေကပါတော့ဒီနေ့ကျတော့ဖြစ်လာတော့ဂျားချက်လုပ်ပြီးသိသွားတာပေါ့အဲ့ကင်ဆာပုံစံမျိုးကျွန်တော်ခုတာအဲ့ဒါမြင်တဲ့အတိုင်းပဲ၄နာရီခွဲတည်းကစအခုတည်းဒီမှာမပြတ်သေးဘူးခု10နာရီခွဲပေါ့12နာရီလောက်မှပြတ်ညနေတစ်ချိန်ဆိုတော့ပြီးရောသွားအေးပါကိုတန်းတော့နော်ရောင်မရွာပဲနော်နေတာကျွန်တော်ကတနုတ်ဖျားလောက်ပဲရောက်ခုတာပါတနုတ်ဖျား ညာနဲ့ဆိုရင်သိဘူးလား ဟုတ်လားရှေ့သွားသေးရဲ့ပေါ့ ဒီတောင်ဘက်ကိုသွား ဟုတ်လားအေးပါကောင်းသွားပြီနော် ဟုတ်